TikTok တခွင်မှာပြည့်ပြည့်စင်အောင်နာမည်ကြီးနေတဲ့ဘာလဲဆိုတော့ဖွင့်ကြည့်အောင်သမင်းနဲ့စားမယ်သမင်းနဲ့စားမယ် TikTok တခွင်ပြည့်ပြည့်စင်ဟောဒီမှာကရင်မငပီတောင်းလေးနဲ့စားမယ်အိုးမွေးရမယ် तू ကအပြည့်ပါတယ်နော်ဒီမှာအပြည့်ကြီးပဲဆက်လာကောင်းလားအိုးဆက်တယ်ရဲရဲလေးရဲလေးကိုမလာဘူးပြုတ်ဆက်တယ်မမေးရမှာကောင်းမှာသမီးရည်ညစ်စားပူကောင်းမှာရှယ်ပဲဘယ်လိုပြမင်းလည်းတည်းအမှဲ့ကိုပြုတ်လိုက်ရဘယ်လိုဒီအမှဲ့အိမ်လေးတွေကိုပြုတ်ထားဒီမှာငါပြန်တော်တော်ကောင်းလားဆက်တော့ဆက်တယ်နော်ရဲရဲလေးပဲဘာတအားမငန်းအမေနဲ့စားကွာဒီပဲအဘီတောင်းများများလေးနဲ့စားလို့ရတယ်rồi bạn ơi
那么这边我比当母的啥不也咱们，这个比当我们这个比当多高呢？你看咋的是？本来的说，我答应说呢，家。ကတော့ငါပြောဘူးလေးတွေပြုတ်ထားနေမယ်တို့တွေအသုံးလို့လည်းမအကြိုက်ဆုံးကိုပြောပါစနော်ပင်လယ်တီးပြုတ်ပင်လယ်တီးပြုတ်ကိုကြိုက်ဆုံးပါတော်ရလာကြည့်ရမှာပြီလားတော်လဲဆက်တယ်ကိုကကျတော့အများကြီးနဲ့နေစားတာဆိုတော့ဆက်တယ်အစားကြိုက်တဲ့လူတွေတော့အဆင်ပြေကိုကလည်းအစားကြိုက်တဲ့လူဆိုတော့ဆက်ပဲတော်ပဲအညာသာတော်တော်ကောင်းတယ်ကိုရင်မငါပြေးတော့အဲ့ဒါတခုနဲ့တော့ဟင်းဖြစ်တယ်ဟင်းမလို့ကိုရင်မငါပြေးတော့လည်းပြီးရတို့တရားလည်းအများကြီးမရှိဘူးဈေးကလည်းဝေးတယ်ဆိုတော့ပိန်နေသီးဝယ်အောင်အမဲ့ဖြစ်အဲ့နဲ့ကိမငါပြီးတော့လည်းပဲစားလိုက်တော့တယ်ဒါသမင်းနဲ့ကောင်ဝိုင်းဆိုတော့ခုလိုကြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ်ဘယ်လိုလဲဆိုတော့ကျွန်တော်တို့မှာပါနော်